သူ့ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့သုံးသည့်အချိန်ကုန်ဆုံးနေပေါ့နော်တစ်ခုခုကိုသုံးမယ်ဆိုရင် spend something on ထည့်လဲရတယ်မထည့်လဲရတယ် on something okay နော်ကျွန်တော်ရဲ့အချိန်တွေကိုစဖတ်ခြင်းမှာကုန်ဆုံးပါတယ်ဘယ်လိုပြောမှာလဲ I spent my time on ထည့်လဲရတယ်မထည့်လဲရတယ် reading on read မရအောင်နော် ing ပြောရမယ် I spent my time on reading okay နောက်တစ်ခုပြောကြည့်ပါအောင်ကျွန်တော်ရဲ့အားလျက်တွေကို okay နော်ရှောက်လဲရင်းနဲ့ခီးထွက်ရင်းနဲ့ကုန်ဆုံးပါတယ်ကုန်ဆုံးခဲ့တယ်ပေါ့နော်ဒါဆိုရင် I spent my holidays on traveling okay နော် traveling on ထည့်လဲရတယ်မထည့်လဲရတယ်နော်နောက်တစ်ခုကျွန်တော်ရဲ့ပတ်စံတွေကိုအစားအစာတွေအတွက်ကုန်ဆုံးပါတယ် I spent my money on food on okay နော်ဒီ on က ing တွေနဲ့သုံးမယ်ဆိုရင် okay နော်မထည့်လဲရတယ်ထည့်လဲရတယ်ဖြုတ်လဲရတယ်ထည့်လဲရတယ်ဒါပေမဲ့ဒီလိုမျိုး noun တိုက်ရိုက်ကိုသုံးမယ်ဆိုရင်တော့မထည့်လို့မရအောင် okay နော် on food ထည့်ဖို့ထည့်ရမှာရလား okay နောက်တစ်ခုကိုကတယောက်ယောက်နဲ့အချိန်ကုန်ဆုံးမယ်ဆိုရင်တော့ spend the time ပေါ့နော် something with somebody နဲ့တောင်းတယ်လူတယောက်ယောက်နဲ့အချိန်ကုန်ဆုံးတယ်ပေါ့နော်အဲ့လိုနဲ့အချိန်ကုန်ဆုံးတယ်ပေါ့နော်တနေရာမှာအချိန်ကုန်ဆုံးတာပေါ့နော် I want to spend my most of my time ပေါ့နော် with my friends ကျွန်တော်ရဲ့အချိန်တော်တော်များများကိုတကယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးချင်ပါတယ် okay နော်အားကြောင့်မလို့ဒီမှာဆိုရင်လည်း I want to spend much time with them တူပါပဲနော် okay ဒါဆိုရင်တယောက်ယောက်နဲ့တနေရာမှာအချိန်ကုန်ဆုံးတာပေါ့နော်ရလား okay ဟုတ်ပါပြီအဲ့တစ်ခါတော့ပြန်ဖတ်ကြည့်ပါအောင်နော် I spent my time reading